ကဲဒီနေ့တော့လူပြောများနေတဲ့ဒီ update ပေါ့နော် update 26ပေါ့26ကိုညာလုံးကတင်မယ်လို့တင်မယ်ဆိုတော့ညဆောက်မလို့ဒီနေ့မနေ့အစိုးရအလုပ်သွားတာနေရောပြီးတော့ညလည်းအဲ့လောက်ကြီးမိုးချုပ်ကြီးညတကောင်နေအောင်ထိကြတာမနေ့အစိုးရအလုပ်ထားသွားဆိုတော့အေးပြစ်မှာဆိုလို့အခုမှအလုပ်ကရောက်လို့အခုတင်ပါမယ်တော်တော်လေးကောင်းတယ်လို့ပြောကြတာပဲအမှမေးပြောတဲ့လူကြတယ်တော်တော်လေးကောင်းတယ်တဲ့သူတို့ဒီဟာတင်မတူပေါ့တရားတော့ကျွန်တော်အဆုံးကဒီပုံစံမှာနော်ဒီပုံစံကတော့ကျွန်တော်အဆုံးကအခုရှိနေတဲ့ဟာပေါ့နော်ဘယ်လောက်လဲအခုရှိနေတဲ့ပုံစံမှာဒါကျွန်တော် update သွားမြင်မှာပေါ့နော်ပြီးတော့တစ်ချက်လောက်လိုက်ကြည့်မယ်ဘယ်လိုကောင်းလဲဆိုကောင်းလားမကောင်းလားဆိုတော့တကြည့်အောင်ဒါတော့ဟိုပါဘောနော်ဆက်ချ promo ကဲအဲ့ဆိုကျွန်တော်တွားပြီးတော့ update တွားလို့စမ်းကြည့်အောင်အခြေအနေတွားကြည့်အောင်update တော့သူများတွေအမှမှန်တယ်မှာဖတ်ကြည့်တာတော့4နာရီလောက်ကြာတယ်တဲ့ဆိုတော့ဒီမှာဘယ်နှစ်နာရီလောက်ကြာမလဲဆိုတော့စမ်းကြည့်မယ်ဗျာတချို့ကတော့တော်တော်လေးကောင်းတယ်တော်တော်လေးတွတ်တယ်လို့ပြောသုံးရတယ်ပေါ့တော်တော်လေးတွတ်တယ်တဲ့တော်တော်လေးကောင်းတယ်တဲ့သူတို့ update လုပ်တာ3နာရီကြာလူရကြာ4နာရီကြာတဲ့လူကလည်းကြာတယ်ပေါ့နော်ဒါကတော့wifi ဆွဲအားနေပဲဆိုင်မှာပေါ့နော်ဒါဆိုကျွန်တော်တို့တွားပြီးတော့လုပ်စမ်းကြည့်မယ်software update ကျွန်တော်wifi မချရသေးဘူး wifi မချရသေးဘူး wifi လေးတစ်ချက်တော့ထိလိုက်ပါအောင်မယ် wifi လေးတစ်ချက်တော့ချက်လိုက်မယ်နော် wifi စိတ်သွားပြီဆိုလို့ရှိရင်generator ဝင်မယ် generator server update ထဲသွားမယ် server update မှာခဏလောက်စောင့်မယ်ကျွန်တော်ဒီနေ့မနေ့မှာလည်းအလုပ်သွားပါနီးလေးမှာကျွန်တော်ကဟိုမျိုးကတော့တင်လို့မရမလားဆိုတော့ကျွန်တော်စမ်းကြည့်လိုက်တာအဲ့မှာဟို18ခွင်ရတော့ခဏလေးပဲသူကဟိုလောက်ပဲကြာမယ်9မိနစ်လောက်ပဲကြာမယ်ကျွန်တော်ပြီးသွားတယ်ကွာဒီကျွန်တော်အခုဒီမှာ update တူဒီမှာ iOS 26ဆိုတာလို့ကျွန်တော်သွားတင်မယ်ပေါ့နော်ကျွန်တော်ဒါလေးကိုနှိပ်လိုက်ပါပြီလို့ကဲဘယ်လိုနေမလဲစောင့်မယ်ပေါ့နော်ဘယ်နည်းကြာမလဲမသိဘူးတော့စောင့်ပါမယ်လို့ပဲဘယ်နည်းကြာမလဲကျွန်တော်လည်းမသိဘူးပေါ့နော်အဲ့ဒါဟိုခဏနေမှပြန်လာခဲ့ပါမယ်ဗျာ2 hours later ကျွန်တော် after မြင်တာဘယ်နှစ်နာရီကြာလဲဆိုတော့ဒီမှာပဲကြည့်ပါဆိုတော့2နာရီနဲ့17မိနစ်2နာရီနဲ့17မိနစ်ကြော်ကြာပါတယ်လို့ကျွန်တော် after မြင်တာတော်တော်လေးကိုကြာပါတယ်နော်တုံးလို့ကောင်းလားမကောင်းလားဆိုတာတော့ဟိုမျိုးဖုန်းကတော့တော်တော်လေးတွေ့လာတဲ့ပုံကဒီကတော့17နဲ့17ပေါ့နော်ဒါ17မှာကကျွန်တော်ကြားစနာပုံစံလေးတွေကတော့အတူတူပဲဒါပေမဲ့ဘယ်လိုပြောမလဲပုံစံလေးတွေကတော့အတူတူပဲတော့
ဒီမှာသူလည်းဒီ17တော့မှတော်တော်လေးမြန်လာတယ်ပဲကျွန်တော်တော့မသုံးတာကြိုက်ဒီဖုန်းလေ17လေတချင်နားထောင်လောက်တော့ပဲအိမ်မှာသုံးလို့ဆိုတော့ဒီကောင်လေးတော်တော်လေးမြန်လာတယ်သုံးရလေဒီမှာကျတော့သူလက်ရွှေ့တာကိုဘယ်လိုလဲမသိအီလေးနဲ့ဘယ်လိုလဲမသိအစုံကလို့မတူတော့ဘူးကွာနဲ့ပုံစံလေးပို့ပြီးတော့ smooth ဖြစ်လာတော့ခံစားရတယ်ဒီ16ကတော့တော်တော်လေးကိုကောင်းတယ်တော်တော်လေး smooth ဖြစ်တယ်ပေါ့ဒီဘောကပန်းဆွဲချတယ်ဒီဟာကျွန်တော်စိုက်တာဒီနားတယ်ဘာလဲတမလို့တဲ့နေရာလေးတော်လေးစိုက်ပါတယ်လို့တော်လေးမဆိုးပဲလာဟိုလိုမျိုးကိုကအထူးဆန်းဆိုတော့အခုမှအစအသုံးချင်းဆိုတော့လေတော်တော်လေးလှတဲ့ပုံစံပါတော့နော်တော်တော်လေးလှတဲ့ကိုသွားတယ်စမှုကတော့တော်တော်လေးဖြစ်တယ်သူလော